ပုံမြင်လေးနာမည်ကဆင်းရဲသောချင်းသေးနဲ့ပန်းလက်တော်မြေဝေးတဲ့တခါကအမဲလိုက်ရမှာကိုရမ်းပြင်းတဲ့ချင်းသေးကြီးတစ်ကောင်ဖြစ်တဲ့သူကခုထဲမှာပဲအောင်းနေပြီးနေမကောင်းချင်အောင်စောင့်နေတာပေါ့တခြားတလိဆန်လေးကတနာလို့လာကြည့်တဲ့အခါကျရင်အဲ့တလိဆန်လေးကိုဖန်ဆားပစ်တာပေါ့အဲ့လိုနဲ့တနေ့မှတော့ပန်းလက်တဲ့မြေခွေးလေးတစ်ကောင်ရောက်လာတယ်သူကခုနဲ့အပြင်ဘက်အဝေးကနေပဲလှမ်းမိတယ်တောပြင်ကြီးနေကောင်းရဲ့လားဗျငါသိနေမကောင်းဘူးကွယ်လို့ချင်းသေးကညှဉ်းညူပြတယ်ပြီးတော့ခုတဲကိုဝင်လာခဲ့ပါအောင်ငါစကားလာပြောပေးပါအောင်ဆိုပြီးခေါ်တာပေါ့ဒါပေမဲ့ပန်းတဲ့မြေခွေးလေးကအခုရှိကမြေပြင်ကိုတခြားကြည့်ပြီးပြန်ပြောလိုက်တယ်ကျွန်တော်လည်းဝင်လာကျင်တာပေါ့ဗျာဒါပေမဲ့အကြီးရတဲ့လောက်တော့မဟန်ဘူးခုတဲကိုဝင်သွားတဲ့ခြေရာတွေရဲ့အများကြီးရှိပြီးပြန်ထလာတဲ့ခြေရာတစ်ခုမှမတွေ့ရအောင်ဒါကြောင့်ကျွန်တော်ဒီပြင်ရပဲနေရစီတော့ဆိုပြီးခုပြင်ကနေပဲစကားတွေထန်ပြောတော့တာပေါ့ကြာလာတော့ဒီချင်းတွေကိုတခြားတလိဆန်လေးလေးတဲ့ဘောပေါက်နားလေသွားပြီးချင်းသေးကြီးရှိကိုဘယ်သူမှမတော်ကြတော့ဘူးလေကွယ်နောက်ဆုံးမှချင်းသေးကြီးကဘသူရဲ့ယုံကြည်မှုကိုမှမရနိုင်တော့ပဲတကောင်နဲ့အထီးကျန်နေထိုင်သွားရတော့တာပေါ့ကွယ်ပုံမီလေးရပေးတဲ့သင်္ကန်းစာတော့ချင်းသေးကြီးလို့ပြင်းကြီးချင်းလှည့်စားခြင်းဟာလှည့်ပတ်မှုကိုဖြစ်စေပြီးနောက်ဆုံးမှဘသူရဲ့ယုံကြည်မှုကိုမှမရနိုင်တော့ဘူးမြေခွေးလေးတို့ပတ်ဝန်းကျင်ကိုတခြားလေးလာပြီးတတိရှိခြင်းကဘေးရန်တွေကနေမိမိကိုယ်ကိုကောက်ကွယ်ပေးနိုင်ပါတယ်ပုံမီလေးကတော့ဒါပါပဲကွယ်